တုကပြောင်းလဲသွားတာဖြစ်တယ်မချမ်းမချင်းလေတုတွေဟာချမ်းမချင်းလေတုဖြစ်ပြောင်းသွားမှာဖြစ်တယ်မလွတ်မြောက်တဲ့လေတုတွေလွတ်မြောက်ခြင်းကိုပေးတဲ့ဘုရားသခင်ဖြစ်တယ်ယုံကြည်ခြင်းနဲ့ကျမတို့ဆက်လက်ရချီးမွမ်းရအောင်ဟာလေလုယာလေတုတွေပြောင်းလဲနေဝိညာဉ်တော်ကိုဟာဖြစ်ချီနာလာမြာပြီးယခုတထဲနဲ့ရှိသမျှနာယောဂတခုမှမချမ်းအမောင်မိုက်ချမ်းတော့When you're not
မရဲ့အချင်းစိုးတွေတမရဲ့မချိုးတဲ့နှလုံးသားတွေကိုရှင်မတော်တမျိုးချပါဖာဖေတမနှလုံးသားတွေကိုပြောင်းလဲပေးပါမချမ်းမတဲ့နှလုံးသားတွေကိုဘယ်တော့မှတောင်းမကြဘူးလို့ထင်နေတဲ့နှလုံးသားတွေမာနကြီးတဲ့နှလုံးသားတွေကိုရှင်မတော်တမျိုးချပါတယ်ဖာဖေတရှင်တော်ဝိညာဉ်တော်ကောင်းကြီးအထက်မှာပြုပြင်တော်မူပါတမရဲ့အထက်မှာပြုပြင်မှာပုံသွင်းတော်မူပါဖာဖေဟောရပါရှခါရပါစီရီတေဟောရပါဟာလေလုဟောရပါရှိဟာလေလုSay time with me
shiri ma chema chemo rama shiri bo rama sikara baba Yeshu na mana win kenare rama shiri be sokara ma baba shere be shiri mitazo re tema le bro pataya ni ne ya shiri so breta shina win na ya bo ya la le kama o ninyu chi rama shiri ba sakara ba sokoro bo shere be se hallelujah protis robo chi baba rama mama kara ma shere be se bro ateno tema le bro ta shina win na ya mo o ta de mi Tamyo ko sosi se ba papia. Ni alo bache propia. Ta shino wone no ye mo sosi se ba. Ora ma shiri ba se. Tamyo atata ye kana dai ma. Ta shino wone no. Ni alo bache ma se ne papia. Bro tamyo atata along so bro shi ma kwenta ba pa. Ora ma shiri hora bo se kara ba se re shiri da da. Oh Rama Mama Mama Sere Koro Shina da 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 da. Oh Rama Mama Mama Sere Koro Shina na na da da da. Oh Rama Bakara Mashiri da 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 Kara Mashiri Masekere Mesa. Oh Rama Shiri Hara Masere Kere Mashiri. Oh Rama Shiri Besikiri Mashiri. Oh Hallelujah. Mashiri Mesri Lama Matamare du Shire so. ယုံကြည်ခြင်းနဲ့ဆုတောင်းမှာမိတ်ဆွေကိုရရဲ့ကြမှာချင်းတင်းနေမှာဆင်းလွတ်နေတာဖြစ်တယ်။ Oh Rama Shiri ma sere da da da. Lord we receive your healings today so God. Oh Raba Papa Shiri. Oh Haraba Shiri ma siri ba shere me se. ကိုရယေရှုတင်တဲ့ဖခင်။ကိုရကြီးစွာသောမျက်မှောက်တော်ကိုရောကိုယေရှုတင်တဲ့ဖခင်။လူချင်းကိုပေးတဲ့ဖခင်သခင်။ကြမ်းမာခြင်းကိုပေးတဲ့ဖခင်သခင်။ချစ်ချင်းမြတ်တာဖခင်သခင်။ Oh Rama Shiri ma se khara ba se. ကိုရောကိုယေရှုတင်တဲ့ဖခင်။နှုတ်ကပတ်တော်ကိုသမီးယေရှုနာမနဲ့ကောင်းချီးပေးတယ်။ဟောသမီးအထက်မှာကျမ်းမာခြင်းဖြစ်စေပါ။လွတ်မြောက်ခြင်းဖြစ်စေပါ။အချိန်တိုင်းနဲ့သမီးအတ္တအတိအကိုလက်တော်မှာစက္ကန့်နဲ့ခါမှာအသက်ရှင်တော်မူသောနာဇရက်ခရစ်နာမကိုမြည်ပြုလေအတူတကွချီးမွမ်းခြင်းကိုယ်ကွယ်အလုံးစုံကိုရောကိုပေးပါရဖခင်သခင်။ဟာလေလုယာ။ကြီးမဲ့တဲ့ဖခင်ကိုကျွန်တော်တို့အတူတကွလက်ခုပ်တီးလေချီးမွမ်းရအောင်အခုချိန်မှာတော့ဗောနော်အကောင်းတကအကောင်းဆုံးဖြစ်တယ်နှုတ်ကပတ်တော်ကြားနာရမယ့်အချိန်ဖြစ်တယ်ဗောနော် Now is the time for Word of God. I would like to invite Pastor Catherine to preach the Word of God. အလုံးမဲ့မတည့်ရပြီးတော့မှလက်ခုပ်တီးကြိုဆိုကြရအောင် Thank you. Please be seated. အားလုံးပဲထိုင်ကြပါ God bless you. အားလုံးဖျားရှင်ကောင်းချီးပေးပါစေ How are you this morning? ဒီမနေ့အားလုံးဆင်ပြေကြရဲ့လား Good Good. God is good. Amen. Praise Amen. God. Yes, all the time. Yes, indeed. This morning, how many of us took the MRT to church? ဒီမနေ့မှာ MRT စီးလာတဲ့သူဘယ်နှယောက်ရှိလဲ Do you remember the last time when the MRT broke down, especially during the peak hours? အရန်ကိုမှလူစီးများနေတဲ့အချိန်မှာ MRT ပြတ်သွားတဲ့ဟာမျိုးကြုံခဲ့ဘူးလားနောက်ဆုံးအချိန်ပဲချိန်လဲဆိုတာတတိယလား You know, sometimes even a short delay of 15 to 30 minutes could disrupt the rhythm of the whole city. တခါတလေကြာလို့ရှိရင်ခဏလေးပဲ15မိနစ်30လောက်ပဲဒီရထားကတခုခုဖြစ်သွားတဲ့အရာကဒီတမျိုးလုံးရဲ့တွားရေးလာရေးကိုတကယ်ပဲခက်ခဲသွားစေတာဖြစ်တယ် You know, the crowd side check their watches, were seen using their phones to send out frantic messages of delay, while others were busy taking and uploading reels of the crowded platforms. Right? အားလုံးဒီလိုဖြစ်တဲ့အချိန်မှာတွေ့ဘူးမဲ့လူအုပ်ကြီးကနိုင်တကြီးကြီးဖြစ်နေတဲ့သူတွေရှိတယ်ပြီးတော့ဘာလို့လောက်မှမသိတဲ့ message တွေပို့နေတဲ့လူတွေရှိတယ်တချို့ကျတော့လည်းဒီပြတ်တဲ့ဟာကြီးကိုဓာတ်ပုံရိုက်ပြီးတော့ Facebook မှာတင်တဲ့လူရှိတယ်တကယ်ကိုရောက်ရက်ခတ်နေတဲ့အနေအထားတစ်ခုကိုဖြစ်နေတာမြင်ဘူးမယ်ပေါ့ And နော် that is life in Singapore, fast, demanding, always moving. ဘာဖြစ်လဲဆိုတော့ဒီဟာဒါစင်ကာပူနိုင်ငံရဲ့ပုံစံပဲဖြစ်တယ်ဘာလို့မြင်းဆန်းရွေ့ရှားဖို့ပဲအမြဲတမ်းဖြစ်နေတဲ့အခါမှာဒီຢာကိုလူတွေကသီးမခံနိုင်ဘူးဖြစ်တယ် Most of us live inside that same pace where there's shift work, long hours, deadlines,
caring for family back home, are rushing from place to place, always feeling there is something else we need to catch up on. ဆိုတော့ကျွန်တော်ဘွားရဲ့အသက်တာလည်းထို့အတူပဲဖြစ်တယ်မြောက်များလွာတဲ့လှုပ်ဆောင်ရမယ့်အရာတွေတခါကျရင်ပြီးစီးရမယ့်အလုပ်တွေတခါကျရင်ကိုမိသားစုကိုပြန်ထောက်ပံ့ရမယ့်အရာတွေအမြဲတမ်းတစ်ခုမဟုတ်တစ်ခုကိုအမြန်လုပ်နေရမယ်ဆိုတဲ့စိတ်ကြီးနဲ့ရှင်သန်နေကြရတာဖြစ်တယ် You know, just not long ago, I looked at the calendar and I said to someone, "Hey, 2025 is almost gone." တိတ်မကြသေးခင်ကပဲကျွန်မကလန်ဒီပြက်ကလေးကိုကြည့်မိတယ်ဟာ2025ကကုန်တော့မှာပါလားဆိုပြီးတော့ကျွန်မရေရွတ်မိတာဖြစ်တယ် You know, how many of us feel the same? Time seems to slip through our hands. ဆိုတော့ဒီမှာအဲ့လိုမျိုးခံစားရသူဘယ်နှယောက်ရှိမလဲမသိရုတ်တရက်ကြီးအချိန်ကြီးမြန်ကြီးပဲကုန်သွားတယ်လို့ခံစားရတဲ့ဟာဖြစ်တယ် You know, it's like watching the hourglass. အော်ဆိုတော့ခုနဒီပေါ့နော်တဲနာကြီးကိုကြည့်နေရတယ်လို့ပဲ You know, the sand keeps falling grain by grain. It doesn't wait for anyone. It doesn't slow down. Once it falls, it doesn't go back. ဆိုတော့ဒီတဲနာကြီးလိုပဲဒီတဲမုံလေးတွေကတစ်ဆက်ကြနေဘာမှလည်းမဆောင်ဘူးဘသူကိုမှလည်းဘာမှမပြောတစ်ဆက်ကြအဲ့ဒီအနာကြီးအဲ့ဒီတဲဆက်လေးတွေကကြပြီးဝိုင်းလေအပေါ်ပြန်မတက်တော့တယ်လို့ပဲကျွန်တော်ရဲ့အချိန်နာကြီးတွေလည်းထို့အတူပဲဖြစ်တယ် But I want you, brothers and sisters, to look at the frame, which So- is this. The frame. ဒါပေမဲ့ကျွန်မကဒီနေ့မှာတိုက်တွန်းခွန်အားပေးချင်တာကဒီအရာမဟုတ်ဘဲနဲ့ဒီထဲမှာထည့်ထားတဲ့ဒီဘောင်လေးကိုသိစေချင်တယ်ပေါ့နော် Wow, the sand shifts, but the frame stays steady. ဆိုတော့သိရမှာကဒီထဲကသဲလေးတွေကကျနေပြီမဲ့ဒီဘောင်ကြီးကတော့ဒီတိုင်းပဲမပြောင်းမလဲတည်ရှိနေတာဖြစ်တယ် And likewise, while life may shake, but our God remains steady. Amen. Life may change, but our God does not move. ကျွန်တော်ရဲ့အသက်တာမှာဘဝမှာရိမ့်ခါနေတယ်လို့ခံစားရတာရှိမယ်မတည်ငြိမ်ဘူးလို့ခံစားရတာရှိမယ်ဒါပေမဲ့ဒီချိန်မှာတတိယပါကျွန်တော်တို့ရဲ့ဖယားသခင်ကမပြောင်းမလဲအစဉ်မြဲဒီတိုင်းပဲရှိနေတာဖြစ်တယ် You know, right in this world of pressure and rushing, the Bible brings us to a quiet moment in the life of Abraham. ဆိုတော့ကျွန်တော်တို့ဒီလောကအသက်တာမှာရှုပ်ထွေးမြဆက်ဆက်အသက်ရှင်နေရတဲ့အတော်တွေမှာတမန်ကျမ်းစာကကျွန်တော်တို့ကျမဘောကိုငြိမ်ငြိမ်လေးနဲ့ဖြတ်သန်းတဲ့ဒီတယောက်ရဲ့အသက်တာအကြောင်းဖော်ပြထားတာဖြစ်တယ်အာဗြဟံအသက်တာဖြစ်တယ် Before Genesis chapter 21, verse 33, Abraham went through turbulent times in his journey. ဆိုတော့ကပောက်ကျန်ခန်းကြီး20မတိုင်ခင်မှာကြည့်မယ်ဆိုလို့ရှိရင်တော့အာဗြဟံရဲ့အသက်တာကသူ့ရဲ့ဘဝမှာတကယ်မုန်တိုင်းတွေနဲ့အခက်အခဲတွေကြားထဲမှာဖြတ်သန်းနေရတာဖြစ်တယ် You see, Abraham nearly lost his wife Sarah to King Abimelech in Genesis chapter 20. ဆိုတော့ကပောက်ကျန်ခန်းကြီး20မှာဆိုလို့ရှိရင်ဒီအဘိမလက်ဆိုတဲ့သူ့ရဲ့ဒီဘယင်တစ်ပါးစီမှာသူဆာရာကိုဆုံးရှုံးလို့နေပါဖြစ်ခဲ့တာရှိတယ် And then Abraham waited 25 years for Isaac, the promised son. ဆိုတော့ဖယားဂတိပေးထားတဲ့ဣဇက်ဆိုတဲ့သားကိုရဖို့လဲ25နှစ်ကြာသူစောင့်ခဲ့ရတာဖြစ်တယ် And he experienced heart-wrenching pain when he had to send away his family, Hagar and Ishmael. ဆိုတော့ဟာဂါနဲ့ဣရှမေလကိုနှင်ထုတ်ရတဲ့အခါမှာလဲနှလုံးသားကွဲကြေမတက်သူခံစားခဲ့ရတာဖြစ်တယ် And then he got to face a political tension with the Philistine king Abimelech over water rights, a life and death issue in the desert. ဆိုတော့နိုင်ငံရေးရအရာမှာဆိုလို့ရှိရင်လေဖိလိတိဘယင်အဘိမလက်နဲ့ဒီရေရင်းပြဿနာတဲကန်နေရတဲ့မှာရေရင်းပြဿနာဆိုတာကအသက်တမျှအရေးကြီးတဲ့ပြဿနာမျိုးဖြစ်တယ်ဒီလိုမျိုးနိုင်ငံရေးနဲ့ဆိုင်တဲ့ပြဿနာတွေလည်းသူကြုံခဲ့ရတာဖြစ် And တယ် on top of all this, brothers and sisters, I want you to know that Abraham was living as a foreigner in a land promised to him, but not yet in his hands. He and his family were in a vulnerable state, dependent on the fragile treaties to survive. ဒီအရာတွေအားလုံးအထက်မှာကတော့အာဗြဟံကအဲ့ဒီအချိန်မှာတကယ်ကိုနိုင်ငံသားတစ်ယောက်အနေနဲ့သူ့ကိုဖယားကဂတိပေးထားပြီးတဲ့မြေမှာသူကနေရတာဖြစ်တယ်အဲ့ဒီအချိန်မှာသူနဲ့သူ့မိသားစုကတကယ်ပဲထိခိုက်လွယ်တဲ့အခြေအနေမှာဖြစ်တယ်ပြီးတော့ထိလွယ်ရှလွယ်တဲ့အနေအထားနဲ့သူတို့အသက်ရှင်ခဲ့ရတာဖြစ်တယ် And having this in mind, you can reconcile, you can imagine whereby Abraham was caught in this flurry of mixed emotions, moments of joy, and then grief, feelings of relief and anxiety, just like all of us. ဆိုဒီຢာတွေကိုကြည့်မယ်ဆိုလို့ရှိရင်အာဗြဟံရဲ့အသက်တာကလည်းကျွန်တော်တို့လိုပဲအသက်တာရဲ့ခံစားချက်အမျိုးမျိုးပျော်လိုက်ဝမ်းနည်းလိုက်လွတ်မြောက်လိုက်ပြန်ပြီးတော့မသေးချာမှုတွေခံစားလိုက်ရတယ်သူလည်းဒီလိုပဲဖြတ်သန်းခဲ့ရတာဖြစ်တယ် Yet in that in between season,
Genesis chapter 21 verse 33 records something unusual and unexpected. ဆိုတော့ဒီလိုအခြေအနေထဲမှာကပ္ပဦးကျမ်းအခန်းကြီး21နဲ့အငယ်33မှာတကယ်ပဲထူးခြားပြီးတော့မမျှော်မှန်းထားတဲ့အနေအထားတစ်ခုကိုမှတ်တမ်းတင်ထားတာတွေ့ရတာဖြစ်တယ် You know, Abram planted a tamarisk tree and called on the name of the Lord El Olam. ဒီနေရာမှာအာဗြဟံကဘေရရှေဘအရက်မှာမကြီးပင်ကိုစိုက်တယ်ဆိုပြီးတော့မြန်မာကျမ်းစာမှာတော့ပြောထားတယ်အဲ့ဒီနေရာမှာထာဝရဘုရားရဲ့နာမတော်ဖြစ်တဲ့ LOM ဆိုတဲ့ဒီဘုရားရဲ့နာမကိုစပြီးဖော်ပြတာဖြစ်တယ် And in another version, it says that Abraham called on the name of the Lord, the everlasting God. နောက်ထပ်တမန်ကျမ်းစာပုံစံတစ်ခုမှာတော့ဘယ်လိုပြောထားလဲဆိုလို့ရှိရင်အစဉ်အမြဲတည်တော်မူသောဘုရားသခင်ဆိုတဲ့အရာကို And ဖော် this ပြ morning, the title of my sharing is El Olam, the everlasting God. ဒီနေ့မှာကျွန်တော်ဝေမျှမယ်ဘုရားသခင်ရဲ့နာမကတော့ LOL လို့ခေါ်တဲ့အစဉ်အမြဲတည်တော်မူသောဘုရားသခင်ဖြစ်တယ် What does El Olam reveal to us? ဆိုတော့ LOM ဆိုတဲ့ဘုရားရဲ့နာမကဘာကိုဖော်ပြနေလဲ Let's dive straight into the first truth. El Olam, the everlasting God, has no beginning or no end. LOM ဆိုတဲ့ဘုရားသခင်ရဲ့နာမတော်ကိုကြည့်ချင်ရပြီဘုရားသခင်ဒီအစလည်းမရှိဘူးအဆုံးလည်းမရှိဘူးဆိုတာကိုပထမသိရတာ You ဖြစ်တ see, ယ် when we call God El Olam, the everlasting God, at the very first glance, we may think of God as very old or as living for a long, long time. ဆိုပထမကြီးကျမတို့က LOM ဆိုတဲ့ဘုရားသခင်ရဲ့အစဉ်အမြဲတည်တော်မူသောဘုရားလို့ပြောတဲ့အခါမှာရုပ်တရက်ကြီးဘုရားကအယမ်းကြီးအသက်ကြီးနေတယ်လို့အကြာကြီးနေခဲ့ဘူးတဲ့သူတယောက်လို့ခံစားလိုက်ရတာတော့ရှိတယ် You see, God had, or rather, God never had a beginning. And that's where no one created him. ဆိုတော့ဘုရားသခင်မှာအစမရှိဘူးဆိုလို့ဆိုလိုချင်တာတစ်ခုကဘုရားကိုဘယ်အရာကမှဖန်ဆင်းထားတာမဟုတ်ဘူးဆိုတာဆိုလိုချင်တာဖြစ်တယ် God did not grow into God. He has always been God. ဆိုတော့ဘုရားသခင်ကတစုံတစ်ခုကဖန်ဆင်းတယ်လို့ဘုရားဖြစ်လာတာမဟုတ်ဘူးသူကိုနိုင်ကိုကဘုရားသခင်ဖြစ်တာဖြစ်တယ် You see, Genesis did not start with God appeared, or God emerged, or God became, or God was formed. In fact, it simply stated, in the beginning, God. ကဘာဦးကျမ်းမှာဖော်ပြတဲ့အခါမှာဖယားသခင်ပေါ်ထွက်လာတယ်လို့ဖယားသခင်ဖြစ်တည်လာတယ်လို့ဖယားသခင်ကဒီကနေဖြစ်လာတယ်ဆိုပြီးစထားတာမဟုတ်ဘဲနဲ့ကဘာဦးကျမ်းအခန်းကြီးဒီ1အငယ်1မှာဆိုအစအဦး၌ဖယားသခင်တည်ဆိုပြီးအစပြု And ထား this ဖြစ်တယ် tells us that our God, El Olam, the everlasting God, exists before the beginning. ဒါကြောင့်မလို့ပြောချင်တဲ့အရာကတော့ကျမတို့ရဲ့ဖယားသခင်ဒီအစအဦးမဖြစ်တည်ခင်ကတည်းက LOL အစဉ်အမြဲရှိတော်မူသောဖယားသခင်ဖြစ်တယ် Psalms 90 verse 2 captured this truth beautifully, and our sister will read. Okay စာလံကျမ်းအခန်းကြီး90အငယ်2ကိုအတူတူဖတ်ချင်ပါတယ်။တောင်များကိုမဖော်မြေကြီးနှင့်လောကဓာတ်ကိုဖန်ဆင်းတော်မမူမီကိုရောသည်ရှေးကဘာအဆက်ဆက်မှစ၍နောက်ကဘာအဆက်ဆက်တိုင်အောင်ဖယားသခင်ဖြစ်တော်မူ၏ Not the present tense, you are God. ဆိုတော့ပထမဆုံးဒီပြစ္ဆုတ်ပန်ဒီဟာနဲ့ဖယားသခင်ဖြစ်တော်မူ၏လို့သုံးတာဖြစ်တယ် It was not written as you were God. ဒီမှာရေးထားတာကဖယားသခင်ဖြစ်ခဲ့သည်လို့မရေးထားဘူး Because if you were God, that would mean that God belongs only to the past. အကယ်၍ဖယားသခင်ဖြစ်ခဲ့သည်လို့သုံးလုံးထားရဆိုဒါကဖယားကအတိတ်နဲ့ပဲဆိုင်နေဆိုတဲ့သဘောတက်ရောက်တာဖြစ်တယ် It was not also written as you will be God, because that will imply that God need times to become God. ဒီချိန်မှာဖယားသခင်ဖြစ်တော်မူလိမ့်မည်လို့လည်းမသုံးထားဘူးဒီလိုသုံးလို့ရှိရင်ဖယားသခင်ကဖယားဖြစ်လာဖို့အချိန်တစ်ခုလိုတယ်ဆိုတဲ့သဘောတက်ရောက်မှာဖြစ်တယ် You are God, affirmed God's eternity. ဒီချိန်မှာဖယားသခင်ဖြစ်တော်မူ၏လို့သုံးထားတဲ့ဒီပြစ္ဆုတ်ပံကိုဘာလို့သုံးထားလဲဆိုဖယားသခင်ဒီအစဉ်အမြဲထာဝရရှိသည်ကိုဆိုတာကိုဖော် And ပြတယ် that's where everything created, or rather every created being or thing, is dependent. ကျွန်တော်သိတဲ့အတိုင်းပဲဖန်ဆင်းထားတဲ့အရာတွေဖန်ဆင်းခံတွေအားလုံးကတစ်ခုမဟုတ်တစ်ခုပေါ်မှာမူတည်နေတာဖြစ်တယ် All of us in the animal kingdom rely on oxygen, food, water, and rest to survive. ဆိုတော့ကျွန်တော်တို့အပါအဝင်ဒီတရိတ်ဆန်လောကမှာရှိတဲ့အရာတွေအကုန်လုံးကအောက်ဆီဂျင်ဒါမှမဟုတ်စားစရာရေတစ်ခုခုအသက်ရှင်ဖို့အတွက်မှီတည်နေကြရတာဖြစ်တယ် You see, Earth
is part of the solar system, and that's where the universe, the stars, and the moon within our solar system continue their orbits because of the invisible hand of God sustaining them. As a result, we don't clash. ဆိုစကြဝဠာထဲမှာရှိတဲ့လတွေကျယ်တွေနဲ့ဒီနေစကြဝဠာအဖွဲ့အစည်းတစ်ခုလုံးကဒီလိုသူ့ဟာသူလေပတ်သွားလာနေတယ်ဆိုတော့ကျွန်တော်တို့မမြင်ရတဲ့ဖျားသခင်ရဲ့လက်တော်ကစောင့်ထိန်ပေးနေလို့ဖြစ်တယ် You see, every created being or thing is dependent, but an uncreated God depends on nothing. ဖန်ဆင်းထားတဲ့ဖန်ဆင်းခံအရာအလုံးကတစ်ခုမဟုတ်တစ်ခုပေါ်မှာမူတည်နေပေမဲ့ဘယ်အရာကမှမဖန်ဆင်းထားတဲ့ဖျားသခင်ကဘယ်အရာပေါ်မှမမူတည်နေ God did not need to be birthed into existence. He is self-existent. God did not receive life because He is the source of life. ဖျားသခင်ကဖျားဖြစ်လာဖို့ရတဲ့မွေးဖွားနေကြမလို့ဘူးဖျားသခင်ကအသက်ရနေဖို့ရတဲ့မလို့ဘူးဘာဖြစ်လို့လဲဆိုတော့သူကိုယ်နိုင်ကအသက်ရဲ့အရင်မြစ်သူကိုယ်တိုင်တည်ရှိနေတဲ့အတိုင်းတည်ရှိနေလို့ဖြစ်တယ် God does not need to learn and grow in wisdom. He is wisdom. ဆိုတော့ဖျားသခင်ကဒီဉာဏ်ပညာတွေမြင့်မားလာဖို့ရတဲ့သင်ယူဖို့တွေကြီးထွားဖို့ရမလို့ဘူးဘာဖြစ်လို့ဆိုတော့ဖျားသခင်ကိုယ်နိုင်ကိုကဉာဏ်ပညာဖြစ်လို့ဖြစ်တယ် Our God, El Olam, does not need to acquire power. He is the omnipotent, the all-powerful one. Amen? Amen ကျမတို့ရဲ့ဖျားသခင် LOI အစင်မြဲတည်ရှိတဲ့ဖျားဟာအခွင့်အာဏာတွေရလာဖို့ရန်အတွက်စောင့်ဆိုင်နေရတဲ့သူမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့သူကိုယ်နိုင်ကိုကအခွင့်အာဏာရှိတော်သူဖြစ်လို့ဖြစ်တယ် He spoke, and the universe came into creation. ဖျားသခင်နှုတ်မွှဲလိုက်တဲ့အချိန်မှာစัจ java ကြီးကဖြစ်လာတာဖြစ်တယ် God has the power to form humanity from dust because He is the all-powerful, the life giver. Amen ဖျားသခင်ကကျမတို့ကိုမြေမှုန့်ကနေဖန်ဆင်းပြီးအသက်ကိုပေးနိုင်တဲ့အရှင်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့သူကအရာအလုံးကိုပိုင်တတ်သောအရှင်ဖြစ်တယ် And here's the comfort for us. You know, if God has no beginning or the end, that's where He is all-powerful, all-wise. Then here it is. Then nothing in our past, our present, or our future can threaten Him. Amen. ဒီချိန်မှာကျွန်တော်တို့ကိုနှစ်သိမ့်ပေးနေတဲ့အရာကဘာဖြစ်လဲဆိုဖျားသခင်ကအစအဦးမတိုင်ခင်တည်းကရှိနေတော့ဖျားသခင်ဖြစ်တဲ့ကျွန်တော်တို့ရဲ့ဖြစ်ပြီးခြင်းတွေဖြစ်နေခြင်းတွေဖြစ်လာအောင်မဲ့ကိုအကုန်သိသောအရာဖြစ်တယ်ဘယ်အရာကမှကျွန်တော်တို့ရဲ့ဖြစ်လာမဲ့အရာတွေဖြစ်နေတဲ့အရာတွေနဲ့ဖျားကိုမချိန်ချောက်နိုင်ဘူးဖြစ်တယ် Brothers and sisters, everything in this world has an expiry date. But El Olam remains. Amen ဒီမှာညီကောင်မတော်မများဒီမှာကျမတို့သိရတဲ့အတိုင်းပဲအရာအလုံးမှာအဆုံးသက်ဒိတ်လွန်ကုံဆုံးရက်ဆိုတာရှိပေမဲ့ကျွန်တော်တို့ကျမတို့ရဲ့ဖျားကတော့ LOM အစင်မြဲတည်ရှိနေတော့ဖျားဖြစ်တယ် Isaiah chapter 40 verse 28, and I want all of you to read, and this time around you read and you believe and you declare it. Amen. ဒီချိန်မှာကျမကတော့ဟေရှာယနာဂတိကျမ်းအခန်းကြီး40အငယ်28ကိုအတူတကွပြောချင်တယ်ဒီမှာကျမတို့ကကြွေးကြော်တဲ့အနေနဲ့ကိုယ့်ရဲ့ယုံကြည်ခြင်းနဲ့အတူတကွဖတ်ဖို့ရန်အတွက်ဖြစ်တယ်ထာဝရဘုရားသည်အစဉ်မြဲတည်တော်မူသောဘုရားသခင်ဖြစ်ကြောင်းကို၎င်းမြေကြီးစွန်းတိုင်အောင်ဖန်ဆင်းတော်မူသောအရှင်ဖြစ်ကြောင်းကို၎င်းမောတော်မူခြင်းနှင့်ပင်ပန်းတော်မူခြင်းမရှိစစ်၍မကုံနိုင်သောဉာဏ်နှင့်ပြည့်စုံတော်မူကြောင်းကို၎င်းသင်သည်မသိမကြားဘူးသလော See, every one of us lives within time. No one is exception. Our lives are timed by seconds, minutes, hours, days, months and years. ကျွန်တော်တို့အားလုံးကအချိန်ရဲ့ဘောင်ထဲမှာပဲနေနေရဖြစ်တယ်ဒီမှာဘယ်တယောက်ကမှအချိန်ရဲ့ဘောင်ကိုလွတ်ပြီးမနေနိုင်ဘူးကျွန်တော်တို့ရဲ့အသက်တာတွေအကုန်လုံးကစက္ကန့်မိနစ်နာရီနေ့လနှစ်တွေထဲမှာနေနေရတာဖြစ် Therefore, တယ် it's so common to hear things like, hey, I'm running out of time. Hey, it's too late for me. Hey, I missed my season. ဒါကြောင့်လည်းကျွန် If တော် only this had happened earlier. ဆိုတော့ကျွန်တော်အသက်တာမှာဒါတွေကအဲ့ဒါကြောင့်မလို့အမြဲကြားရတာဖြစ်ဟာငါမှအချိန်မလောက်တော့ဘူးဟာဒါကစောစောဖြစ်ခဲ့လိုက်ရင်ကောင်းမယ်ဟဲ့အချိန်ကမရှိတော့ဘူးနဲ့ဒီလိုအရာမျိုးတွေကျွန်တော်တို့ကြားနေရတာဖြစ်တယ် You see, these are deep expressions of human regret, which do not apply to El Olam, the everlasting God, because He exists outside time. Amen ဒါကကျွန်တော်တို့ဘာလို့ကြားရလဲဆိုဒါလူတွေရဲ့နောင်တကနေအခြေခံပြီးဖြစ်ပေါ်လာတဲ့စကားတွေဖြစ်တယ်ဒါပေမဲ့ထိုစကားတွေက LON ဆိုတော့ကျွန်တော်တို့ရဲ့အစင်မြဲတည်ရှိပြီးတော့ဖခင်ပေါ်မှာတက်ရောက်မှုမရှိတာဖြစ်တယ် Time only appeared at the exact moment when God spoke heavens and earth into existence. Amen အချိန်ဆိုတာဘာဖြစ်လို့လဲဆိုတော့ထိုအချိန်ဆိုတဲ့အရာကဖခင်ကနှုတ်ကဖွင့်လာပြီးကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့အချိန်မှာစဖြစ်လာတဲ့အရာဖြစ်လို့ဖြစ်တယ် And that's where when God says, when He created the heaven and earth, day one, isn't it?
Amen ဒါကြောင့်လည်းဘုရားသခင်ကကောင်းကင်မြေကြီးကိုဖန်ဆင်းတဲ့ပထမရက်ဆိုတာကအချိန်စတင်ဖြစ်လာတာဖြစ်တယ် God did not enter time, but created time from eternity. ဆိုတော့ဘုရားသခင်ကအချိန်ထဲမှာရှိတာမဟုတ်ထိုဘုရားသခင်ကအချိန်နာရီကိုဖန်ဆင်းထားတယ်ထာဝရကာလတွေကနေအချိန်နာရီကိုဖန်ဆင်းထားတယ် You see, we may feel constrained or restricted by time, but our God is never constrained or restricted by time. ကျွန်တော်တို့ကတော့အချိန်ရဲ့ဖိနှိပ်မှုတွေကန့်သက်မှုတွေကြားမှာနေထိုင်ရတယ်လို့ဖြစ်ပေမဲ့ကျွန်တော်တို့ရဲ့ဖယားသခင်ကတော့အချိန်ရဲ့ပြင်ပမှာရှိပြီးအချိန်ရဲ့ထိန်းချုပ်မှုကိုမခံတဲ့ဖယားဖြစ်တယ် I want you to think of a clock. ဆိုတော့ကျွန်မကအခုချိန်မှာနာရီတစ်ခုကိုမြင်အောင်စေချင် You တယ် know, the second hand moves, and then the minute hands follows, and then the hour hand ticks. ဆိုတော့နာရီကိုမြင်အောင်ကြည့်လို့ရှိရင်စက္ကန့်တိုင်းလေးကတလှုပ်လှုပ်သွားနေတယ်သူ့နောက်မှာမိနစ်တန်ကလိုက်တယ်ပြီးတော့အဆုံးမှာနာရီလက်တန်တန်ကလိုက်ပြီးနာရီဆိုတဲ့အချိန်ကဖြစ်လာတာဖြစ်တယ် But what gives a clock meaning is actually the steady rhythm of creation. The moon, the sun rotating around the sun with exact precision. ဆိုတော့ဒီအချိန်နာရီကဘာကိုပြောနေလဲဆိုလို့ရှိရင်ကဘာလရဲ့သူ့ရဲ့ရွေ့အချိန်ကိုက်ရွေ့ရှားမှုဒီနေကိုပတ်ပြီးအချိန်ကိုက်ရွေ့ရှားနေမှုကိုဖော်ပြနေတာဖြစ်တယ် You see every morning the sun rises because El Olam, the everlasting God, authorized time and sustains it. မနက်မှာကျွန်တော်တို့ကနေထွက်လာတာကိုမြင်ရတယ်။ဘာဖြစ်လို့လဲ။အစင်မြဲတည်ရှိသော L-O-line ဆိုတဲ့ကျွန်တော်တို့ရဲ့ဖယားသခင်ကအချိန်နာရီကိုဒီရှိနေဖို့ရန်အတွက်အမိန့်ပေးထားလို့ဖြစ်တယ် 2 Peter chapter 3 verse 8, and I want all of you to read. ဆိုတော့ရှင်ပေရုတော်ကဒုတိယဆောင်ခန်းကြီး3အငယ်8ကိုအတူတူဖတ်စေချင်တာဖြစ်တယ်။ချစ်သူတို့ထာဝရဘုရားမှာကာလတရက်တည်အနှစ်တစ်ထောင်ကဲ့သို့၎င်းအနှစ်တစ်ထောင်တည်တရက်ကဲ့သို့၎င်းဖြစ်သည့်အရာတစ်ခုကိုမမေ့မလျော့ကြနှင့် Our God does not experience time as the way you and I do. ဆိုတော့ကျွန်တော်တို့ရဲ့ဘုရားသခင်ကကျွန်တော်တို့အချိန်ကိုသိနေတယ်လို့မျိုးသိနေတဲ့ဘုရားမဟုတ်ဘူး You see, what may seem slow to us is never slow to God. ကျွန်တော်တို့အသက်တာမှာအရန်ကြာတယ်နှေးတယ်လို့ခံစားနေရတဲ့အရာကထိုဘုရားသခင်တို့နှေးတယ်ကြာတယ်ဆိုတာမရှိဘူး What may seem late in human perspective is never late to El Olam. လူတွေရဲ့အမြင်မှာဖြစ်တဲ့နောက်ကျနေပြီဆိုတဲ့အရာကကျွန်တော်တို့ရဲ့ဖျက်တဲ့ L-O-line စီမှာတော့ဘယ်တော့မှနောက်မကျဘူး I ဖြစ်တယ် want you to imagine with me like watching a movie. ဆိုတော့အားလုံးကိုပေါ့နော်ရုပ်ရှင်တစ်ခုကြည့်နေတယ်လို့မြင်အောင်စေချင်တယ် Watching a movie that is in super slow motion, only seeing one frame at a time. ဆိုတော့ဘယ်လိုမြင်အောင်မလဲဆိုအရန်နှေးတဲ့အနှေးပြကွက်နဲ့ပြနေတဲ့ရုပ်ရှင်တစ်ခုကိုတကန့်ချင်းကြည့်နေ You will see one frame, just one, and then the next, and then the next. ဆိုတော့မြင်အောင်ကြည့်ရမှာတကန့်ချင်းစီနှေးလေးသွားနေတဲ့ရုပ်ရှင်လို့မြင်အောင်ကြည့်စေချင်တယ် If one frame shows a man falling, we would likely think he will never get up. ဆိုတော့ပထမဒီတစ်ဖြတ်မှာလူတစ်ယောက်လဲကျတဲ့ဟာကိုမြင်လိုက်ကျွန်တော်တို့ထင်တယ်ဒီလူကတော့ဘယ်တော့မှပြန်မထလောက်တော့ဘူးလို့ထင်တတ်တာဖြစ်တယ် If one frame is darkened, we may think that morning will never come. ဆိုတော့နောက်တစ်ခုတစ်ဖြတ်မှာဆိုလို့ချင်းမှောင်မဲနေတာမြင်ရရင်တော့ကျွန်တော်တို့ဒါကိုကြည့်ပြီးတော့ဟောအလင်းကတော့နေ့ကတော့ဘယ်တော့မှပြန်မဖြစ်လာတော့ဘူးထင်တယ်လို့ထင်တတ်တာဖြစ် But တယ် why do we often find ourselves trapped in a time frame? ဘာဖြစ်လို့ကျွန်တော်တို့ကကိုယ့်ကိုအချိန်နာရီထဲမှာပိတ်မိနေတယ်လို့ခံစားနေရတာလဲဆိုရင် I believe that is probably because we tend to only see and focus at one frame at a time and not the whole story. ဘာဖြစ်လဲဆိုတော့ကျွန်တော်ကခုနအနှေးပြကွက်လို့ပဲကျွန်တော်တို့ရဲ့အသက်တာမှာတကန်းစီကိုပဲမြင်နိုင်လို့ဖြစ် Brothers တယ် and sisters, that's probably how we have lived our life. ဆိုတော့ဒီအရာကပဲကျွန်တော်တို့အသက်ရှင်နေထိုင်မှုပုံစံပြောနေတာဖြစ်တယ် We see today, ကျွန်တော်ဒီနေ့မှာမြင်နိုင်တယ် we remember yesterday, မနေ့ကကိုကျွန်တော်တို့သတိရတယ် we anticipate tomorrow with trepidation. ဆိုတော့မနေ့ဖြန်နေ့ကိုကျွန်တော်တို့ကကြိုတင်ပြီးတော့မှန်းဆကြည့်ကြတယ် We fear with apprehension because we do not know what tomorrow holds. Do you know? အားလုံးမနေ့ဖြန်ဘာဖြစ်မလဲဆိုတာမသိလားမသိနိုင်ဘူးလားမသိတဲ့အတွက်ကျွန်တော်တို့ကကြောက်စိတ်တွေနဲ့မျှော်မှန်းချက်တွေနဲ့မနေ့ဖြန်နေ့ကိုမျှော်မှန်းတတ်ကြတယ် Make a guess. ခမန်း What do you think is this picture? နောက်ထပ်ပုံတစ်ခုဒါကိုဘာလို့ထင်လဲမှန်းကြည့်ကြပါ Huh? Thumbprint. Yeah, it could be, huh? Iဖြစ် mean, နိုင်ပါတယ် it comes in 1001 thing, but what I want to say, it is a long rope. ဒါလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒီမှာကျွန်မပြောချင်တာတော့ဒီဟာကအရန်ရှည်တဲ့ကြိုးဝေတစ်ခုဖြစ်ပါတယ် I want you to imagine with me this long rope that I have as I walk
here to the end of this hall, and I go out of this room, and I go right down to every room and towards this level 4 and go down to level 3, walk across to the sanctuary to the office and go down to level 2, go to the Chinese room to the sanctuary and go right down and go down to level 1 to the void deck to the kindergarten and go down to basement 1, basement 2. That is the length of the rope. ဆိုတော့ဒီမှာကျွန်တော်ကမြင်အောင်ကြည့်စီခြင်းနဲ့ကျွန်မကအခုကြိုးခွေကိုစဖြီလိုက်ပြီဒီကနေပြီးတော့စဖြီတယ်ကျွန်မအနောက်ရောက်တယ်ဒီအခန်းထဲကထွက်တယ်ကော်ရီဒေါတစ်လျှောက်လုံးကိုသွားတယ်တတိယတက်ကိုဆင်းတယ်ရုံးခန်းကိုဖြတ်တယ်နှစ်ထပ်ဆောင်မှာရှိတဲ့ခန်းမကြီးကိုဖြတ်တယ်အဲ့ဒီကနေထပ်ဆင်းတယ်မူဂျိုနေရာကိုရောက်တယ်အဲ့ဒီကနေထွက်တယ်ခလေးကစားကွင်းနေရာကိုကျွန်မဖြတ်မယ်အဲ့ဒီကနေပြီးတော့ဒီအောက်ထပ် basement 1 2ကျွန်မဆင်းမယ်အဲ့လိုတောက်လျှောက်သွားလိုက်တာဒါကျွန်မတို့ရဲ့ဒီကျိုးအရှည်ကအဲ့လောက်ရှိတယ်လို့မြင်အောင်ကြည့်ပါ I want you to know that this is a very, very long rope. ဆိုမြင်အောင်ကြည့်ရင်ဒါအရန်ကိုမှရှည်တဲ့ကျိုးတစ်ခွေလို့မြင်အောင်ကြည့်ချင် And တယ် at the beginning of this long rope, this is where you were born, and that is your life's stage. ဆိုတော့သိရမှာကအဲ့ဒီကျိုးခွေလိုပဲကျွန်တော်တို့ရဲ့အသက်တာကဒီကျိုးခွေရဲ့အစပိုင်း၄လောက်ပဲရှိနေတာဖြစ်တယ် It represents your entire lifetime on earth. It could be 70 years old, 80 years old, maybe 90 years old. ဒါပေမဲ့ကျွန်တော်တို့အသက်တာကလောကမှာနေတဲ့အသက်တာကိုစဉ်းစားကြည့်ရင်နှစ်90ဖြစ်မယ်80ဖြစ်မယ်90ဖြစ်ကောင်းဖြစ်နိုင်တယ် And the rest of the rope, it represents eternity. ဆိုတော့ဒီကြံရှိနေတဲ့ကျိုးခွေလိုပဲကျွန်တော်တို့မမြင်ရတဲ့ဒီအသက်တာနောက်ပိုင်းမှာရှိတဲ့အရာကထာဝရကာလဖြစ်တယ် What I want to say is this: what may feel long to you and I, the waiting, the battles, the unanswered prayers, the pain is but a breath to God. ဆိုတော့ဒီနေရာမှာကျွန်မဖော်ပြပေးခြင်းတဲ့အရာကကျွန်တော်တို့အခုခံစားနေရတဲ့နာကျင်ခြင်းတွေဖြတ်တန်းနေရခြင်းတွေကြာမြင့်ခြင်းတွေထိုအရာတွေအကုန်လုံးကဖယားသခင်တို့တော့တကယ့်ကိုခဏဆိုတဲ့ကာလလေးပဲဖြစ်တယ် You know, most of the time we only see the red line. Most of the time we worried about the red line. We make decisions based on the red line. We stress over what happens on the red line. ဆိုတော့ကျွန်တော်တို့ရဲ့အသက်တာကဒီလိုပဲဒီမြင်ရတဲ့ဒီတော်တော်လေးခဏနဲ့ဘယ်ကျွန်တော်တို့စဉ်းစားကြတယ်ဆုံးဖြတ်ကြတယ်အသက်ရှင်ကြတယ်ဒီတော်တော်လေးဆိုတဲ့ခဏကိုပဲကြည့်မိတာဖြစ်တယ် But I want to tell you this morning, God sees the whole rope. ဒီနေ့မှာကျွန်မကခွန်အားပေးတိုက်တွန်းချင်တာကဖယားသခင်ကဒီကြိုးခွေအရှိကြီးအဆဆုံးမြင်တယ်လို့ကျွန်တော်တို့မမြင်နိုင်တဲ့အသက်တာရဲ့ကြံရှိနေတဲ့အရာတွေမှာလည်းမြင်နိုင်တယ် Isaiah chapter 46 verse 9 to 10 declares, I am God, there is none like me, declaring the end from the beginning. ဒါကြောင့်လေဟေရှာအနာဂတိကျမ်းခန်းကြီး46အငယ်9က10ကဖပြောထားဖြစ်တယ်ငါသည်ဖယားသခင်တပည့်ဖြစ်ငါမတပါအခြားသောဖယားမရှိအစအဆုံးသိမြင်တော်မူသောဖယားဖြစ်တယ် So God sees the whole story of the universe. God sees the whole story of your life. God sees the part that you and I cannot see. God does not need, hear this, God does not need to fast forward in order to see. He sees the full story from the beginning to the end. Hear this. He sees from the beginning to the end in one view. ဒီမှာကျွန်မကအလုံးကိုတက်တွန်းကြဖယားသခင်ကအစအဆုံးကိုမြင်နိုင်တော့ဖျားဖြစ်တယ်အဆုံးကိုမြင်နိုင်မှုအတွက်ရစ်ကြည့်စရာမလိုတဲ့ဖယားဖြစ်တယ်ဘာဖြစ်လဲဆိုတော့ तू ကအစကနေအဆုံးကိုဘောင်တစ်ခုတည်းမှာပဲတခါတည်းအကုန်မြင်နိုင်တော့ဖယားသခင်ဖြစ်လို့ဖြစ်တယ် This is where God sees that this moment that prepares you for the next. This year builds up to the following year. This delay which transforms and becomes a doorway. ဘာလို့အဲ့ဒါကြောင့်ဘုရားသခင်ကမြင်နေတယ်ကျွန်တော်အခုဖြတ်တန်းနေရတဲ့အရာကနောင်တစ်ချိန်အတွက်ပြင်ဆင်ထားတာဖြစ်တယ်အခုကျွန်တော်သွားနေရတဲ့အရာကဘုရားနောက်ဖွင့်ပေးမဲ့တကားတွေအတွက်ဖြစ်တယ်ကျွန်တော်အခုဖြတ်တန်းနေရတဲ့အရာတစ်ခုတိုင်းကဘုရားသခင်ပြင်ဆင်ထားတဲ့နောက်လာမဲ့အရာတွေအတွက်ဖြစ်တယ်ဆိုတာကိုသိနိုင်တာဖြစ်တယ် God is not waiting to find out how our story ends. ဆိုတော့ဘုရားသခင်ကကျွန်တော်ရဲ့အသက်တာတွေဘာဖြစ်လိမ့်မလဲဆိုပြီးတော့ဒီတိုင်းစောင့်ကြည့်နေတဲ့ဘုရားမျိုးမ Because ဟုတ် he already knows, he already sees, and he's holding everything in his hand. အာမင်ဘာဖြစ်လို့လဲဆိုတော့ထိုဘုရားသခင်ဒီကျွန်တော်ရဲ့အစအလယ်အဆုံးဖြစ်ခြင်းကိုသိနှင့်ပြီးသားဖြစ်တယ်သူကထိုအရာတွေအားလုံးမှာလဲကျွန်တော်တို့ကိုအတူတကွရှိနေပြီးတော့ပင့်တင်ပေးထားတာဖြစ်တယ် In his limited human sight, Abraham only saw one frame at a time.
ဆိုတော့ကျွန်တော်ပြန်သွားမှာဆိုအာဗြဟံရဲ့အသက်တာမှာကတော့လူသားအနေနဲ့မြင်နိုင်စွမ်းအကန့်အသတ်နဲ့တပိုင်းစီပဲမြင်ခဲ့ရတာဖြစ် one frame he had to send Haggai and Ishmael away with tears. ဆိုတော့သူရဲ့ပထမဒီတစ်ဖြတ်မှာဆိုလို့ရှိရင်တော့ဟာဂရနဲ့သူသားဣရှမေလသူမျက်ရည်တွေနဲ့အဝေးကိုနှင်လွတ်ခဲ့ရတာဖြစ်တယ် One frame whereby the political stress over the wells in the desert. ဆိုတော့နောက်တစ်ဖြတ်မှာဆိုလို့ရှိရင်တော့ဒီနိုင်ငံရေးဖိအားတွေနဲ့အတူတကွဒီရေတွင်းပြဿနာကိုသူဖြေရှင်းရတာဖြစ်တယ် One frame holding a long awaited son and wonder what comes next. နောက်တစ်ဖြတ်မှာတော့ဖျားပေးထားတဲ့ဂတိနဲ့ဆိုင်တဲ့သားကိုရဖို့အတွက်အကြာကြီးစောင့်ပြီးဘာတွေဖြစ်လိမ့်မလဲဆိုပြီးစောင့်နေကြရတာဖြစ်တယ် One frame whereby he was living in a land promised to him but it's not his yet. နောက်တစ်ဖြတ်မှာတော့သူ့ကိုဖျားဂတိပေးထားတဲ့ဂတိတော်မြေမှာဧည့်သည်အဖြစ်နဲ့အကြာကြီးနေခဲ့ရတာဖြစ်တယ် To Abraham, each frame lead to greater uncertainty and apprehension. ဆိုတော့အာဗြဟံရဲ့အသက်တာမှာတော့သူမြင်ရတဲ့ဒီတကန့်ချင်းစီကမသေးချာတဲ့လာမဲ့ကြီးမားတဲ့အရာတို့တစ်ခါကိုသူကမြင် But ရ to ခဲ့ God, Abraham's life and generations after him to come was in perfect view. ဒါပေမဲ့ဖျားသခင်ရဲ့အမြင်ထဲမှာတော့အာဗြဟံရဲ့အသက်တာတစ်ခုလုံးကအပီးအစီဖျားရှိမှာဒီတစ်ခုထဲမှာပဲတစ်ခါတည်းမြင်နေရတာဖြစ်တယ် Abraham at that time could not see how Isaac's line could unfold. အဲ့ဒီအချိန်မှာတော့အာဗြဟံကမသိနိုင်ခဲ့သူဣဇက်ရဲ့အသက်တာမှာဘာတွေဖြစ်မလဲဆိုတာ तू မသိဘူး He could not see how Jacob's story would weave into Israel's future. ဆိုတော့ဒီဣသရေလလူမျိုးတွေအနာဂတ်မှာယာကုပ်ဖြစ်ပါဝင်နေမယ့်အခန်းကဏ္ဍနဲ့ပတ်သက်ပြီးလဲ तू မသိခဲ့ဘူး He would not be able to see how a covenant people would rise, or one day how through his lineage the Messiah would come. အာဗြဟံအနေနဲ့ဂတိထားတဲ့ဖျားသခင်ရဲ့ဗဒိန်ရှင်နဲ့ဆိုင်တဲ့လူတွေဘလို့ပေါ်လာခဲ့လိမ့်မယ်တနေ့မှာသူ့စီကနေသူ့မျိုးဆက်ကနေပြီးတော့မေရှိယကမွေးဖွားလာခဲ့မယ်ဆိုတာသူဒါတွေကိုမသိနိုင်ခဲ့ But El Olam already foresaw every generation, every chapter, every promise fulfilled. And brothers and sisters, the same God, He is here with you and I. He is our tomorrow. Amen. LOI ဆိုတဲ့ဒီဖျားသခင်ကအခုဒီမျိုးဆက်တစ်ခုကနေတစ်ခုအစင်မြဲဂတိကိုပြည့်စေခဲ့တဲ့ထိုဖျားသခင်ဒီနေ့မှာလဲကျွန်တော်တို့နဲ့အတူရှိနေတော့ဖျားဖြစ်တယ်ကျွန်တော်တို့ရဲ့မနှက်ဖြန်တွေကိုမြင်နေပြီးသိနေပြီးအတူရှိပေမဲ့ဖျားဖြစ်တယ် Therefore we can trust in this everlasting God. He is faithful. Amen. Amen. ဒါကြောင့်လဲကျွန်တော်တို့ကထိုအစင်မြဲတည်သောဖျား LOM ကိုအယုံကြည်နိုင်တာဖြစ်တယ်ကိုးစားနိုင်တာဖြစ်တယ် We live in a world where change is the only constant. ဆိုတော့ကျွန်တော်တို့နေတဲ့ဒီကဘာကြီးမှာပြောင်းလဲခြင်းဆိုတဲ့အရာကပဲမပြောင်းမလဲတည်ရှိနေတာဖြစ်တယ် Whether is it in nations, in workplaces, in schools, or in institutions, societies, even in our own homes and our own personal lives. So change is the only constant. ဆိုတော့နိုင်ငံရေးမှာဖြစ်စေကျွန်တော်တို့အိမ်မှာဖြစ်ပါစေအလုပ်မှာဖြစ်ပါစေဘယ်နေရာမှာမဆိုမပြောင်းမလဲတည်ရှိနေတဲ့တစ်ခုတည်းသောအရာကပြောင်းလဲခြင်းဖြစ်တယ် Why do I say that? Because just one announcement, just one restructuring initiative, one medical report, one difficult conversation, and suddenly life begins shifting beneath our feet. ဘာဖြစ်လို့ကျွန်မကထိုအရာကိုပြောလဲဆိုလို့ရှိရင်ကြီးညာချက်လေးတစ်ခုပြုပြင်ပြောင်းလဲမှုလေးတစ်ခုဒီကျမ်းမာရေးနဲ့ဆိုင်တဲ့ report လေးတစ်ခုနဲ့တစ်ခုပြောတဲ့ conversation ဒီစကားပြောတဲ့အရာတစ်ခုလေးကနေပဲအရာအလုံးကိုပြောင်းလဲသွားစေပြီးတော့တခဏချင်းမှာအရာအလုံးကကျွန်တော်တို့ရဲ့ခြေထောက်အောက်မှာရောက်သွားသလိုခံစားစေရတာဖြစ်တယ် This is where we cannot and we must not build our confidence on a world that keeps moving and shifting. We cannot keep on depending on our own wisdom and strength in our own confidence. ဆိုတော့ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာကိုဒီပြောင်းလဲနေတဲ့ကဘာကြီးမှာမြင်နေရတဲ့အရာတွေတွေ့နေရတဲ့အရာပေါ်မှာမူတီမထားသင့်ဘူးမိခိုမနေသင့်ဘူး We are to build our confidence in El Olam, the everlasting God who changes not. ဘယ်တော့မှမပြောင်းမလဲသော LOM အစင်မြဲတည်ရှိသောထိုဖျားသခင်တပါးသီးထံမှာသာလျှင်ကျွန်တော်နိုင်တယ် Because brothers and sisters, God's character is constant. ဘာဖြစ်လို့လဲဆိုလို့ရှိရင်ထိုဖျားသခင်ရဲ့ဝိသေသလက္ခဏာဒီသာလျှင်ဘယ်တော့မှမပြောင်းလဲတာဖြစ်တယ် He is eternal and he is different from all his creations. ဆိုတော့ထိုဖျားသခင်ဒီအစင်မြဲတည်ရှိသောဖျားသခင်ဖြစ်သူဖန်ဆင်းခံထားတဲ့သူဖန်ဆင်းထားတဲ့အရာတွေနဲ့မတူညီတာဖြစ်တယ်
He does not grow younger, he does not grow fatter. ထိုဖျားသခင်ကအသက်ကြီးလာတာတွေဝါလာတာတွေဒါမျိုးဖြစ်တဲ့ဖျားမျိုးမဟုတ် He does not need to adjust or update like a system, like our handphone, like our computer, that needs upgrading, need to be adjusted and updated. He's not. ဆိုတော့ကျွန်တော်တို့ရဲ့ဖုန်းတွေလိုမျိုးဒီကွန်ပျူတာတွေလိုမျိုးအမြဲတမ်းအဆင့်မြင့်တင်နေဖို့လိုအပ်နေတဲ့ဟာမျိုးမဟုတ်ဘူး Malachi chapter 3 verse 6, it says this, I, the Lord, do not change, and that is why you are not destroyed. အာမင်ဒါကြောင့်လည်းမာလခလိအတော်အခန်းကြီး6မှာအငယ်ပြောထားတယ်ငါသည်ထာဝရဘုရားဖြစ်၏ပြောင်းလဲခြင်းမရှိသင်တို့သည်ဆုံးရှုံးခြင်းတို့မရောက်ရကြလို့ဖော်ပြထားတာ The ဖြစ်တယ် people in Malachi's day were inconsistent. They wavered in their worship. Their hearts drifted from God. ဘာလို့ဒီမာလခိအချိန်မှာရှိနေတဲ့လူတွေကအမြဲတမ်းသူတို့ကဖယိုဖယဲဖြစ်နေတာဖြစ်တယ်သူတို့ကိုးကွယ်ခြင်းတွေကလည်းမတည်ငြိမ်ဘူးသူတို့ရဲ့နှလုံးသားတွေကလည်းအမြဲတမ်းလွဲနေတာဖြစ်တယ် But God said, I have not changed. ဒါပေမဲ့အဲ့ချိန်မှာဘုရားသခင်ကပြောတယ်ငါကဘယ်တော့မှမပြောင်းလဲတော့ဘုရားဖြစ်တယ်ဆိုပြီးဖော်ပြရ And ဖြစ် this တယ် was the reason that His mercy could still reach out to them. ဒါကြောင့်လေထိုဘုရားရဲ့ဂရုဏာကထိုလူတွေအပေါ်မှာဆက်ပြီးတော့စီးဆင်းနိုင်တာဖြစ်တယ် If God adjusted to cultural shift, then His truth would shift. โอเค If He grew tired, then His promises would weaken. အကယ်၍ဘုရားသခင်ကသာသူ့ရဲ့ဆုံးဖြတ်ချက်တွေကိုဒီယဉ်ကျေးမှုတွေအပေါ်မှာမူတည်နေမယ်ဆိုလို့ရှိရင်ဘုရားရဲ့အမှန်တရားကအမြဲတမ်းပြောင်းလဲနေမှာဖြစ်တယ်။အကယ်၍ဘုရားသခင်ကသာပင်ပန်းတက်တယ်ဆိုလို့ရှိရင်ဘုရားသခင်ကျွန်တော်တို့ကိုပေးတဲ့ဂတိတော်တွေကအစင်မြဲအားနည်းပြီးယုံကြည်စရာမကောင်းဘူးဖြစ်တယ် But the God who walked with Abraham, the God who delivered Israel, the God revealed in Jesus is the same yesterday, today, and forever. The God who empowers the church today, the God who will receive us in the last days. အာဗြဟံနဲ့အတူရှောက်ခဲ့တဲ့ဖခင်ဣသရေလလူမျိုးတွေကိုလွတ်မြောက်စေတဲ့ဖခင်သခင်ယေရှုခရစ်ကိုရှိနေတဲ့မနေ့ယနေ့နောင်ကာလမပြောင်းလဲတဲ့ဖခင်ကဒီနေ့အသင်းတော်ကိုခွန်အားပေးနေတာဖြစ်တယ်ကျွန်တော်ကျမတို့နဲ့နောက်ဆုံးနေ့ရက်တွေတိုင်အောင်အတူရှိပေးမဲ့ဖခင်ဖြစ်တယ် It's the same perfect, unchanging, unwavering God. ထိုဖခင်သခင်ဒီဘယ်တော့မှမပြောင်းလဲတော့ဘယ်တော့မှမတုံမလုတော့အစင်အမြဲပြည့်စုံအတည်ရှိနေတဲ့ဖခင်ဖြစ်တယ် What is troubling you today? ဒီနေ့မှာကျွန်တော်ကျမကိုဘယ်အရာကခက်ခဲစေနေလဲ God will undertake. ဖခင်တည်တာဖြစ်တယ် Everything around us constantly moves and shifts. ကျွန်တော်ကျမတို့ရဲ့အသက်တာပတ်ဝန်းကျင်မှာရှိနေတဲ့အရာတွေကအမြန်ပဲပြောင်းလဲနေတယ်ဖြစ်ပျက်နေတာဖြစ်တယ် Not only time, အချိန်နေတာမကဘူး seasons. ဘဝရဲ့နာရီတွေ When I was born and then I become a toddler, my season changed. From a toddler to a primary school child, my season changed. Secondary, and then tertiary, and then working. Every time there is a season change. And now this is the season of the 50s 50 and beyond. Amen ကျမရဲ့အသက်တာလည်းအစင်မြဲဘဝနာရီတွေပြောင်းလဲနေတာဖြစ်တယ်ကျမမွေးလာတယ်လမ်းလျှောက်တက်ခါစားဖြစ်တယ်ကြောင်းတက်တဲ့အရွယ်ဖြစ်တယ်အလုပ်တက်တဲ့အရွယ်ဖြစ်တယ်ဘဝရဲ့အနာရီတိုင်းတစ်ခုပြီးတစ်ခုပြောင်းလဲပြီအခုကျမအသက်ရဲ့50ဆိုတဲ့အပိုင်းခြားတွေကိုရောက်နေတာဖြစ်တယ် Why I said it is because seasons, emotions, relationships, health, jobs, and even societal norms and values, they constantly shift and moves. ဘာဖြစ်လို့ကျမဒါကိုပြောလဲဆိုလို့ရှိရင်ဘဝရဲ့အချိန်နာရီတွေခံစားချက်တွေတယောက်နဲ့တယောက်ယဉ်ဤကျွမ်းဝင်မှုတွေကျမတို့ရဲ့အလောက်အကိုင်တွေလူမှုဝန်းကျင်ရဲ့စံထားမှုတွေဒါတွေအရာအလုံးကအမြဲဖြစ်ပျက်ပြောင်းလဲနေတာဖြစ်တယ် But the nature of God and His attributes remain unchanged. That's where the Bible says His compassion never fails, never ends. Praise the Lord. That's where His holiness does not weaken. That's where His promises never fall or never fail. We want to thank God for that. Amen ဘာလို့လဲဖခင်သခင်ရဲ့သူ့ရဲ့တဘာဝနဲ့လက္ခဏာတွေကဘယ်တော့မှမပြောင်းလဲတာဖြစ်တဲ့အတွက်ဖခင်သခင်ရဲ့ကျွန်တော်ကျမတို့ပေါ်ဂယုဏကအစင်မြဲမပြောင်းလဲဘူးဖခင်ရဲ့တန့်ရှင်းခြင်းကဘယ်တော့မှအာမနေသွားဘူးဖခင်ရဲ့ဂတိတော်တွေကဘယ်တော့မှမဆုံးချုံသွားဘူးဖခင်သခင်ကျွန်တော်ကျမတို့ကိုပေးထားတဲ့အရာတွေသူ့ရဲ့အမှန်တရားကအမြဲတမ်းအစင်မြဲရှိနေတာဖြစ်တယ် You see, in Genesis chapter 21, Abraham was confronted with an unfamiliar territory whereby there were new allegiances, new tensions, new uncertainties. But yet, the God who spoke
to Abraham, to spoke to him decades earlier is still the same omnipotent, omniscient, omnipresent God. တော်ကဘာကြောင့်ခန်းကြီး27မှာပြောထားတယ်အာဗြဟံရဲ့အသက်တာမှာမရင်းနှီးတဲ့အရာရဲ့အမျိုးစုံကိုသူဖြတ်ကျော်ရတယ်သူ့ရဲ့ဒီမိဖတ်အသစ်တွေနဲ့ဆိုလကောင်းအသစ်တော်တင်းမာမှုတွေကြားထဲမှာသူဖြတ်တန်းရပေမဲ့ထိုသူ့ကိုအစမှာပြောခဲ့တဲ့စကားပြောခဲ့တဲ့ဖခင်ကအစင်မြဲမပြောင်းလဲပဲတည်ရှိနေတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ထိုဘုရားသခင်ကအခွင့်အာဏာရှိတော်သူအလုံးစုံကိုတည်တော်သူနေရာတိုင်းမှာရှိနေတော်ဘုရားဖြစ်လို့ဖြစ်တယ် Why would I say that? Because remember this, the act, just now we read the Bible verse whereby it says that Abraham planted a tamarisk tree. So the act of planting a tree in there by Abraham declare the truth of God's unchanging nature. ။ဘာဖြစ်လို့ကျွန်မဒါကိုပြောနေလဲဆိုလို့ရှိရင်အစပိုင်းမှာကျွန်မပြောခဲ့တယ်အာဗြဟံကသူဒီမကြီးပင်ကိုစိုက်ခဲ့တယ်လို့ပြောတဲ့အရာမှာဘာကိုတစ်ပင်စိုက်တယ်ဆိုတာကဘာကိုပြောနေလဲဆိုတော့ဖခင်ရဲ့မပြောင်းလဲတဲ့အရာတွေအစင်မြဲရှိနေတဲ့အရာပေါ်မှာအာဗြဟံကတည်ရှိနေခြင်းကိုပြောခြင်းလို့ဖြစ်တယ် I want you all to read Hebrews chapter 6:13. ဟေဘရဲဩဝါစာအခန်းကြီး6အငယ်73ကိုအတူတူကဖတ်ဖို့ရတဲ့ဖြစ်တယ်။ဖျားသခင်သည်အာဗြဟံ၌ဂတိထားတော်မူသောအခါကိုရောထက်သာ၍ကြီးမြတ်သောသူကိုတိုင်တယ်၍ကျိန်ဆိုရန်မရှိသောကြောင့်ကိုရောကိုတိုင်တယ်၍ငါသည်တင့်အားအစဉ်မြဲကောင်းကြီးပေးမည်။တင့်ကိုအစဉ်မြဲပွားများစေမည်ဟုကျိန်ဆိုတော်မူ၏။ထိုသောနှင့်အညီအာဗြဟံသည်တီးခံလျက်စောင့်နေပြီးမှဂတိတော်ကိုဝင်စားလေ၏။ Brothers and sisters, your faith, my faith, cannot and must not rest on how we feel or what we see. ဆိုတော့ဒီမှာရှိတဲ့ညီကောင်မတို့ကျွန်တော်ကျမတို့ရဲ့ယုံကြည်ခြင်းကိုကျွန်တော်ကျမတို့မြင်နေရတဲ့အရာကျွန်တော်ကျမတို့ခံစားနေရတဲ့အရာပေါ်မှာမမူတည်ထားဖို့ဖြစ်တယ် It must rest on who God is. He is constant, He is faithful, He is steady. အစင်မြဲတည်ရှိမပြောင်းမလဲအတူရှိနေသောထိုဖရာသခင်ပေါ်မှာသာလေမူတည်ထားတဲ့ You know, it's just like sailors for centuries. They navigated by the North Star. ဆိုတော့ရာစုနှစ်များစွာကသင်္ဘောသားတွေလို့ပေါ့သူတို့ကိုအမြဲလမ်းပြမေးနေတဲ့အရာကမြောက်ဘက်ကကျယ်ဖြစ်တယ် You know, the North Star is the one light in the sky that never seemed to move. ဆိုတော့ဘာဖြစ်လဲဆိုလို့ရှိရင်ကောင်းကင်ပေါ်မှာရှိနေတဲ့ထိုမြောက်ဘက်ကကျယ်တစ်ခုတည်းကတည်းကဘယ်တော့မှမပြောင်းမလဲပဲသူတို့ကိုလမ်းပြနေတဲ့ကဲဆိုရှိနေတာဖြစ်တယ် Storm could toss their ships, clouds could hide their paths, but as soon as the cloud clear, the North Star gives direction again. ဘာလို့ဆိုမုန်တိုင်းကသူတို့ရဲ့သင်္ဘောကိုမှောက်လန့်လိုက်တာမျိုးဖြစ်ကောင်းဖြစ်မယ်ဒီရာသီဥတုမငြိမ်မသက်မှုတွေကြောင့်မမြင်ရရှိဒါပေမဲ့ကောင်းကင်ကြီးကြည်လင်လာတဲ့တပြိုင်နဲ့သူတို့ကဒီမြောက်ဘက်ကကျေကို And ပြန်မြင် in နေတာ the ဖြစ်တယ် same way, God's unchanging character is our fixed reference point when life storms seek to confuse and overwhelm us. Can I repeat again? In the same way, God's unchanging character is our fixed reference point when life storms seek to confuse and overwhelm us. ထို့အတူပဲကျွန်တော်ကျမတို့ရဲ့အသက်တာမှာထို့မပြောင်းလဲတဲ့ဖရာသခင်ကကျွန်တော်ကျမတို့အစင်မြဲမျှော်ကြည့်နေရမယ့်အရာဖြစ်တယ်ခုနကမြောက်ဘက်ကကျယ်လို့ပဲကျွန်တော်ကျမတို့အသက်တာမှာမုန်တိုင်းတွေကြုံရပါစေကောင်းကင်ကြီးမတည်ငြိမ်တာတွေများတယ်အဆုံးမှာအမြဲတမ်းမပြောင်းလဲတဲ့ point အနေနဲ့ကျွန်တော်ကျမတို့အမြဲကြည့်နေရမှာထို့ဖရာမြောက်ဘက်ကကျယ်ခဲ့လို့ဖြစ်တယ် The constancy of God gives courage to us as Hebrews chapter 6 verse 19 describe it well. We have this hope as an anchor for the soul, firm and secure. ဒါကြောင့်မလို့လေဟေဘရဲဩစာအခန်းကြီး6အခန်းငယ်19မှာပြောထားသလိုမျိုးပဲဒီမြောက်ဘက်ကကျယ်ခဲ့တော့ပဲကျွန်တော်ကျမတို့ကိုအမြဲတမ်းမျှော်လင့်ခြင်းနဲ့အမြဲတမ်းကြောက်ချစေမယ့်အရာကထိုဖရာဖြစ်တယ် As we return to the quiet but powerful act of faith in Genesis chapter 21 verse 33. ဟေဘရဲကပောက်ကျန်ခန်းကြီး21အငယ်33မှာဖော်ပြထားတဲ့ယုံကြည်ခြင်းနဲ့ဆိုင်တဲ့မပြောင်းလဲတဲ့ဒီငြိမ်သက်တဲ့ဒီနေရာလေးတစ်ခုကိုပြန် It သွားမယ် said, then Abraham planted a tamarisk tree. Can I have the worship team? worshiping ကိုခေါ်ကြရမလားဘာလို့ဆိုတော့ဒီမှာပြောခဲ့သလိုပဲဘေရရှေဘအရက်မှာမကြီးပင်ကိုစိုက်ခဲ့တယ်ဆိုပြီးပြောထားတာဖြစ်တယ် Brothers and sisters, a tamarisk tree grows painfully slow. It takes decades to grow.
ဆိုညီမတို့ဒီမြန်မာကျမ်းစာမှာတော့ဒီမကြီးပင်လို့ပြောထားပေမဲ့အင်္ဂလိပ်ကျမ်းစာမှာတော့ tamarind tree လို့ပြောတယ်ဒီသစ်ပင်ဟာဆိုလို့ရှိရင်ကြီးထွားဖို့ရန်အတွက်အချိန်အကြာကြီးမှအကြာကြီးယူတာဖြစ်တယ် Abraham planted this tree at the age of 100 years old. ဒါပေမဲ့အာဗြဟံကအဲ့ဒီသစ်ပင်ကိုစိုက်တဲ့အချိန်မှာသူ့အသက်100ရှိပြီဖြစ်တယ် You got to recognize no one plants a tamarind tree for themselves, but for their descendants who will come after them. ဆိုတော့အဲ့ဒီအချိန်တိုင်းမှာတော့အဲ့ဒီအပင်ကိုစိုက်တဲ့သူကသူ့အတွက်သူစိုက်တာတော့မဟုတ်တော့ဘူးသူ့ရဲ့နောက်လာမဲ့မျိုးဆက်အတွက်ကိုရည်ရွယ်ပြီးစိုက်တာဖြစ်တယ် In fact, in the ancient Near East, these trees were planted at covenant sites and places that were meant to last. ဆိုတော့ဒီတစ်ပင်စိုက်တဲ့ဟာကဘာကိုပုံဆောင်လဲဆိုဒီအရှိတ်ဘက်မှာနီးတဲ့နေရာမှာဆိုလို့ရှိရင်မပြောင်းလဲတဲ့ဖခင်ရဲ့ဂတိတော်နဲ့ဆိုင်တဲ့အရာတွေပေါ်မှာတည်မြဲတဲ့အခါမျိုးနေတွေကိုပုံဆောင်တာဖြစ်တယ် I believe the Bible wants us to know that these trees were signs of permanence and blessings that would outlive the planter. Amen ဒီမှာကျွန်မကဖော်ပြပေးခြင်းတဲ့အရာကတမန်ကျမ်းစာကဘာကိုပြောနေတာလဲဆိုဒီတစ်ပင်စိုက်ခြင်းဆိုတဲ့အရာကဖခင်ရဲ့မပြောင်းလဲတဲ့ဂတိတော်ပေါ်မှာတည်ရှိနေတဲ့အသက်တာကိုဖော်ပြခြင်းတာဖြစ်တယ် Abraham's action declared this. He is saying, I may not see everything that God promised me now, but I trust God who sees beyond my lifetime. Amen. Amen ဒီမှာအေဗြဟံကတစ်ပင်ကိုစိုက်တဲ့အချိန်မှာသူကဘာကိုပုံဆောင်ခြင်းလဲဆိုတော့ဖခင်ကျွန်တော်ကိုလှုပ်ပေးမယ်နောက်လာမယ့်အရာတွေကိုကျွန်တော်မသိဘူးဒါပေမဲ့ဖခင်ပေါ်မှာကျွန်တော်ယုံကြည်တယ်ထိုယုံကြည်ခြင်းနဲ့စိုက်တဲ့တစ်ပင်ဖြစ်တယ် Abraham planted a seed, but God grew a nation. Abraham carried Isaac, the promised son, but God carried and preserved the nation of Israel even till now. အာဗြဟံကပြိုးပင်လေးကိုလည်းစိုက်ခဲ့ပြိုးပင်လေးကိုပဲစိုက်ခဲ့တာဖြစ်တယ်ဒါပေမဲ့ဖခင်ကနိုင်ငံကြီးကိုဖြစ်စေခဲ့တာဖြစ်တယ်အာဗြဟံကဣဇက်လေးကိုပဲထွေးပေးလိုက်တာဖြစ်တယ်ဖခင်သခင်ကသူ့ကိုတော့ဣသရေလလူမျိုးတစ်ခုလုံးကိုဖြစ်စေခဲ့တာဖြစ်တယ် Brothers and sisters, God's generational faithfulness outlasted centuries. ဒီမှာရှိတဲ့ညီကောင်မတို့ဖခင်သခင်ရဲ့ဂတိတော်ကမျိုးဆက်တိုင်းအပေါ်မှာတည်ရှိတာဖြစ်တယ် Joseph made Israel took an oath to carry his bones out of Egypt when God led them into the promised land. And Joseph died before seeing it. 400 years later, come on, understand this. It's not 1 year later. It's not 10 years later. It's not 40 years later or 100 years later. It's 400 years later. Moses was the one who brought it out into the promised land, fulfilled that promise. ယောသကဣသရေလလူမျိုးတွေထွက်သွားတဲ့အခါမှာသူ့ရဲ့အယိုးကိုတည်သွားပေးဖို့ပြောတာဖြစ်တယ်။ဒါပေမဲ့ထိုအရာပြည့်စုံလာတဲ့အရာကနှစ်ပေါင်း400ဆောင်းခဲ့ရဖြစ်တယ်။ညီကောင်တို့တရက်မဟုတ်ပါဘူး။တစ်နှစ်မဟုတ်ပါဘူး။နှစ်100မဟုတ်ပါဘူး။နှစ်400ဆောက်ခဲ့ရတာဖြစ်တယ်။ဒီနောက်ဆုံးနှစ်400ဖြစ်တော့မှမောရှေအားဖြင့်သူ့ရဲ့လူမျိုးစုကိုဖခင်ကထုတ်ဆောင်တာဖြစ်တယ် And that means this, your life, my life are a part of a bigger story that God is writing on this side of eternity. ။ဒီမှာရှင်ညီကောင်တို့အားပေးခြင်းတာထို့တူပဲကျွန်တော်ကျမတို့ရဲ့အသက်တာဟာဖခင်ကလုပ်နေတဲ့ထာဝရကာလမှာရှိတဲ့အရာတွေတိုင်းကအစိတ်အပိုင်းလေးတစ်ခုပဲဖြစ်တာဖြစ်တယ် And I believe God wants us not just only to focus on our personal needs, our personal goals, our wants in life, our career, our retirement planning, health and comfort, but what God, and it is good to plan wisely, but what God wants us to think beyond ourselves. Amen ဒီချိန်မှာဖခင်သခင်ကကျွန်တော်ကျမတို့ကိုယ့်အတွက်ပဲကိုယ့်ရဲ့အနာဂတ်အရာလုံးမဲ့အရာတွေအရာအားလုံးပေါ်မှာပဲအာယုံစိုက်ဒါပေမဲ့ဉာဏ်ပညာနဲ့ရှင်ပြီးစီစဉ်တာကောင်းပါတယ်ဒါပေမဲ့ဖခင်သခင်ကကျွန်တော်ကျမတို့ကိုထိုအရာတွေထက်ကြော်လွန်ပြီးတော့မြင်စေချင်တာဖြစ်စေချင်တာဖြစ်တယ် Every little act, every sacrifice you made, every word of faith, every step of obedience is a tamarind tree you are planting, brothers and sisters. ကျွန်တော်ကျမတို့လှမ်းနေတဲ့ခြေလမ်းတစ်ခုချင်းစီတိုင်းလေးတွေပြောတဲ့အရာတစ်ခုချင်းစီတိုင်းကျွန်တော်တို့စဉ်းစားတဲ့အရာထိုအရာလေးတွေအကုန်လုံးကဒီနေ့ကကျွန်တော်ကျမတို့ကခုန tamarind tree လိုပဲတစ်ပင်ကြီးကိုစိုက်နေကြတာဖြစ်တယ် And I believe God doesn't just want to see it happen in you. He wants to see it happen
in your family, in your generation, in the future generations. ဘုရားသခင်ကကျွန်တော်တို့ရဲ့အသက်တာလေးအပေါ်မှာပဲအလုံးလုံးမှာမဟုတ်ဘူးကျွန်တော်တို့ရဲ့မျိုးဆက်တွေကျွန်တော်တို့ရဲ့မိသားစုတွေနဲ့ကျွန်တော်တို့ရဲ့ဒီအနာဂတ်မျိုးဆက်တစ်ခုလုံးကသူကအလုံးလုံးပဲဘုရားဖြစ်တယ် Because he is El Olam, the everlasting God. Amen. ဘာဖြစ်လို့ဆိုတော့ထိုဘုရားသခင်က LOM အစဉ်မြဲတည်ရှိတော်မူသောဘုရားဖြစ်လို့ဖြစ်တယ် I want every eyes closed at this moment. အခုချိန်မှာကျွန်မအ Every ရောက်စီ head bow. အရောက်စီတိုင်းကိုယ့်ရဲ့မျက်လုံးလေးကိုမှိတ်ပြီးခေါင်းကိုငုံ I'm ထား going to တယ် make 2 calls. ဒီချိန်မှာကျွန်မနှစ်ချက်နဲ့ခေါ်ချင်တယ် The first call is this. Some of us may be anxious about future. Some of us may stuck in the present circumstances. Or maybe some of us are grieving of what had happened in the past. ပထမဆုံးတစ်ခုအနေနဲ့ဒီချိန်မှာအခုချိန်မှာကိုယ့်ကိုခံစားနေရတဲ့အခါမှာမသေးချာမရေရာမှုတွေမှာပိတ်မိနေတဲ့ခံစားချက်တွေဝမ်းနဲ့ကြေကွဲနေတဲ့နှလုံးသားအနေနဲ့ရှိနေတဲ့လူတွေရှိမယ် Some of you may be worrying for your children and family. Some may feel that time is like slipping away. Today, God is calling you to put your trust in Him again. ဒီချိန်မှာကိုယ့်ရဲ့မိသားစုတွေရဲ့စိုးရိမ်နေတဲ့လူရှိမယ်ကိုယ့်ရဲ့သားသမီးတွေရဲ့စိုးရိမ်နေတဲ့လူရှိမယ်ဒါမှမဟုတ်တချို့လဲအချိန်တိုင်းမြန်မြန်ကုံဆုံးသွားတဲ့အပေါ်မှာစိုးရိမ်ပူပန်နေရတဲ့လူတွေရှိမယ်ဒါပေမဲ့ဒီအချိန်မှာပြောချင်တာကဖခင်ရဲ့သခင်စီကိုယုံကြည်ခြင်းကိုတစ်ဖန်ပြန်လည်ပြီးတင်ထားစေခြင်းမျိုးဖြစ်တယ် ကောင်းမြတ်ဆုံးသောဘုရားကြီးမြတ်ဆုံးသောဘုရားအမြင့်ဆုံးသောဘုရားထာဝရတည်ရှိမိတော်မူသောထာဝရဘုရားကိုကျေးဇူးကိုချီးမွမ်းပါတယ်ဒီနေ့မှလည်းတတ်မီတို့ကိုကိုယ်ဝေပြုခြင်းဆုတောင်းခြင်းအချင်းချင်းမေတ္တာရဖွဲ့ပြီးတော့ချင်းချင်းဆုတောင်းပေးရခြင်းနဲ့တကွနှုတ်ကပတ်တော်ကိုနာယူပြီးတော့နှုတ်ကပတ်တော်တိုင်တတ်မီတို့ရဲ့ဘဝတက်တာမှာတိဆောက်ပြီးတော့ခွန်အားရစရာဖြစ်စေတဲ့အတွက်ကျေးဇူးကိုချီးမွမ်းပါတယ်ဒီစစ်စင်ပြီးတော့တဲ့ခါမှလည်းအောက်မှာဆက်လဲပြီးတော့ချင်းချင်းမိတ္တာရပြုပြီးတော့စားတောက်တဲ့ခါမှလည်းကိုတော်ထမလာတော့ချစ်ချင်းမေတ္တာနဲ့တူတကွစားတောက်ပြီးပျော်ရွှင်ရစီတော်မူပါတတ်မီတို့ဘတ်တာလုပ်ငန်းခွင်မှာဖြစ်စီအိမ်မှာဖြစ်စီဆက်လဲပြီးတော့ရှောက်လန်းတဲ့အခါမှာလည်းကိုရရှင်ဒီအစဉ်မြဲတူပါရှိပြီးကောင်းချီးပေးတော်မူပါပို့ဆောင်မဆပါမိကြောင်းယေရှုဖျားနာမ၌စက္ကန့်အနံဆုတောင်းပါ၏ပါအာမင်